မြန်မာနိုင်ငံမှာစီတွေဝယ်ရခန့်နေရမှာတော့ငါမှတက်စီနဲ့မောင်းနဲ့စစ်ကြီးတော့မရှိနိုင်တော့ပင်လယ်လှေလေးနဲ့ဆောက်ပြီးတွားနေရတယ်ကွာဟိုကျွန်တော်မှတက်စီရှိတယ်ဗျဘယ်လောက်တော့ဝယ်မလဲတော့ပြောလိုက်ကျွန်တော်ကနေက1000ဝန်းနဲ့ရောင်းမှတလီတော့ဘာပြောတယ်တလီရမှ2000လဲရှိရောမင်းက1000ဝန်းဆိုတော့ဖင်ခံလိုက်အဲ့နာမှာဖင်ခံလိုက်ကိုဒါ1900ခုလည်းမဟုတ်ဘူးနော်2026ခုနှစ်ရောင်းနေတိလဲအဲ့တော့ဘာဖြစ်တယ်လီးဖြစ်လာမင်းကဘာမို့လို့လဲငါဘက်က2000နဲ့ရရင်ဝယ်မင်းကမဝယ်မင်းဆောက်ကြအိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ဆိုင်ပါကျွန်တော်ကောက်လေးကို follow လုပ်ဝေးပြီးကျွန်တော်တစ်ဖက်တစ်လမ်းကနေကူညီနိုင်တာမို့ကျွန်တော်ကောက်လေးကို follow လုပ်ဝါပေးပြီး comment လေးမှာလည်းကြားရရေးခုရေးခဲ့ပေးပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာလက်ကောင်မငါလမ်းညွှန်သွဲတဲ့ရှိတဲ့နေလိုက်အောင်လားပြောပတ်စံတော့ပေးရမယ်ဘယ်လောက်ပေးရမလဲပြောကား3000အကျွေးမရဘူး3000မဟုတ်ဒေါ်လာပေးလိုက်မယ်ယူရသွားโอเคရပြီခပတ်တချဘက်အမြန်မောင်းပါနော်အမြန်ဟဲ့မင်းမကြခင်စောတော့မှာဆိုတော့ငါတို့မင်းမေးခွန်းတစ်ခုမေးမယ်ကွာမေးစရာရှိရမြင်မေးငါဘာလို့စောရမလဲမင်းရတယ်တကယ်လို့မင်းသေးသွားရင်တာဝါထဲမှာပဲနေတော့ပြန်အောင်ထွက်လာတော့နော်ငါတို့လေလာတက်တို့ငါတို့တခါတည်းပြောရမယ်လေလာကျန်းနော်မင်းတို့တက်လို့ရချင်မှရအနေအေးစေးအိတ်လို့ရတယ်ငါတို့တက်ပေးမယ်ကြလားကြောင်ဘူးလိုက်မယ်လမ်းကြောင်ဘူးလိုက်မယ်တခါလိုက်မှ3000နဲ့ရှိရနော်ငါလိုက်အောင်မယ်အေးငါအရှိကနေကိုကြီးပြန်လာခဲ့မှကြလားဟဲ့နေအောင်ဒီတိုင်းတက်လို့မရဘူးပတ်စံရင်ပေး3000မဟုတ်ဘူးရော့ဒေါ်လာထည့်ယူအောင်ပါအေးကြီးသူကဟာနေရစီနေနာကောင်းဒေါ်လာပြီးတော့ခဘော့တခြားပတာတော့ငါအမြင်မောင်းပါနော်အမြင်မတေးခင်ဘာမှကျင်နေတဲ့လေလာဟဲ့ဟာဘာလို့တေးရမှာတော့ဟာငါတက်လို့တေးရမှာဗောဟဲ့ငါနေတက်ချင်လို့တက်တာမဟုတ်တော့ငါဒေါ်လာပေးပြီးကငှားရှိလာတော့တက်တာအေးပါဟာဟိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ဆိုင်ပါကျွန်တော်ဒီဗီဒီယိုလေးက NCB ထွားနေတဲ့ဗီဒီယိုလေးမျိုးလို့ view တွေအများကြီးလိုချင်ပါခင်ဗျာဒါကြောင့်ကျွန်တော်ဗီဒီယိုလေးကို copy လေးနဲ့ယူရပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာပန်းပြီးကျွန်တော်ကောက်လေး follow လုပ်ပါလို့မြစ်တက်ရက်ခံနေပါခင်ဗျာအဲ့ဘာနှကောင်ပြလို့ဝက်စားရကြာနေပါဆိုမှတော့လုံးမမှုဆိုတော့လာပြီးတော့စိတ်နောက်ဆက်လာပေးနေကိုနိုးလိုင်းရတယ်ဘာရာဖြစ်နေရလဲလို့ကျွန်တော်စားတယ်ဟောဘာကိုနိုးလိုင်းလဲကွာငါလုံးတော့တေတော့မှာပဲဒီကောင်တော့မင်းငါလက်ကပြေးလို့တော့မှမထင်းနဲ့ကွာညီလေးကိုကူညီပါအောင်ခြံခဲ့ရင်ဘာနဲ့ကောင်းတာမလဲလို့ညီနာနဲ့အကိုရဲ့ချစ်ကိုတော့ကောက်ပေးချလိုက်မေးမပြည့်နေနဲ့ချစ်တာပြည့်လိုက်ကြလားကျေးဇူးပါပဲညီလေးဟာကြေးကြပါအောင်နောက်ကိုနိုးလိုင်းလိုက်လာလို့ပြုလာပြန်ပြီတယောက်လာလဲကိုနိုးလိုင်းတယောက်လာကိုနိုးလိုင်းမင်းတို့ကြောပြဖို့တာပြင်တာငါမလို့ချင်လို့အေးစေးကြည့်နေတဲ့ဟာငါနာမည်အကောင်းလိုက်ဖြစ်နေတာမင်းတို့သေးဖို့တာပြင်တာလွတ်မှမထင်နဲ့စီလုံးမှုဆိုတာဘာလဲဆိုတော့အကောင်ဝိုင်းပြလိုက်စင်အကောင်ဝိုင်းကျုံကွာကြိုက်ပြီလေငါလည်းစီလုံးမှဆိုတဲ့ကောင်တွေကိုရွေးဖြုတ်လာတာကွာအဲ့ဒါမင်းဆောက်ကြောင်းနေငါတို့ကဘာဆိုင်တော့ငါတို့လာပြောနေအများနဲ့လောရလူတွေဆောက်ဝတ်တွေဖြစ်ပြီးတယောက်တည်းကျန်းတဲ့လူတွေအဖိုင်နဲ့ပြည့်ဒီဥပမာငါလို့ကောင်းပြီပေါ့မင်းတို့ကောင်းလို့9ယောက်တယောက်ဝင်တီးသွားနော်မင်းတို့တွေ့တယ်မှလားဒါတော့ငါမှစပယ်မရှိတော့လို့တွေးရတယ်မရှိတော့လို့ပြန်ကောင်းသွားတာမှလားမင်းတို့ကောင်းကကျိုးလွဲသွားတော့နောက်မဆိုမင်းတို့နှစ်ကောင်မတာပေါ်ကြီးကြောပြတ်ဘယ်ပြေးရလဲကွာမင်းကငါလိုက်မှမင်းဘယ်ပြန်ပြေးရလဲကွာခီးနဲ့ဟေးတယောက်လေးရှိတယ်ကွာမင်းကငါတို့ဘက်ကောင်ဘာချောင်းမတော့တီးပြီလေကွာညနေအောင်မချင်းစပယ်လေးနဲ့ချင်းဟန်နမီကိုတီးရဖင်ကိုပြေးပြင်းဟာဗလာသားရအဲ့လိုတော့ပြောနေလေဗျာစီလုံးညနေအင်ဟန်နမီကိုတီးရတာဘာတွေပြောနေစီလုံးညနေအင်စပယ်လေးနဲ့ချင်းနေဘာဆူးစောခတ်နေရပဲဘိုးမူကြီးရဲ့ဟေးငါ့ကိုပြောလို့တော့လိုက်တီးပြီလေဟိုကျုပ်တဲ့ဟေးတချုပ်လေးရှိတယ်ဟာအကုန်လုံးဝင်တီးပြီကွာမတော်မှာပါလေဗျာကျွန်တော်မျိုးဘာမလုပ်ပါနဲ့လာစမ်းမငတ်မှမျိုးခုနတည်းကကြောပြကမှခုမှ၄ခုအောင်လို့ခုမှ၄ပြန်တီးပြစ်ပြီးမှကြောပြတော့ဒါဟေ့အောင်ဒါမလုပ်နဲ့အရှိမမျိုးတွေဝင်ကြိတ်နေပြီကွာဒီပါငါဝိုင်းတိုက်ပြီးမှမေးကွာဒီမင်းတိုက်နေမြန်တိုက်ကွာငါကြားနေပြီဘိုးကျုပ်တဲ့ဟေးတချုပ်လေးရှိတယ်ဟာအကုန်လုံးဝင်တီးပြီကွာမတော်မှာပါလေဗျာကျွန်တော်မျိုးဘာမလုပ်ပါနဲ့ကျွန်တော်မျိုးတော့ဘာမလုပ်ပါနဲ့ဗျာကျွန်တော်တို့ကဘိုက်တာပူနေတာဗျာသူတို့အရက်တိုင်းမယ်ဆိုလို့ကျွန်တော်လည်းလောက်ရတာဗျာဘိုးကျုပ်တွေကတချုပ်လေးရှိတယ်ဗျအရက်ပူတဲ့ကောင်ကနေစပြီးခုတီးမှမင်းလည်းတီးမှဘိုးကျုပ်မကတော့ဘာပဲဖြစ်ဘိုးကျုပ်လည်းပြန်ခံတီးတယ်ဆိုတော့မင်းကတော့ဦးတို့ကောင်၄ကောင်လုံးသေးဘူးလားပြင်နေငါတို့ဘိုးကျုပ်တို့ကတချုပ်လေးရှိတယ်မင်းတို့ကမှတ်ထားကွာ